စစ်သားတစ်တယောက်က အလံတိုင်ပေါ်မှာ ရင်ကောင်တစ်ကောင်ကို သတိထားမိသွားတယ်။ သူသေနတ်ကိုယူပြီး ရင်ကောင်ကိုချိန်လိုက်တယ်။ ဖြစ်သွားတဲ့နည်းပြဆရာက နည်းနည်းအံ့သြသွားပေမဲ့ စစ်သားကပစ်သလိုပဲ ဟန်ဆောင်ပြီး သေနတ်ပြန်ချလိုက်တယ်။ ဒီအပြုအမူက နောက်ကနည်းပြဆရာတွေကို နားမလည်နိုင်ဖြစ်သွားစေတယ်။ သူတို့က ဒီလူသစ်ဟာ လက်ဖြောင့်တပ်သားတစ်ယောက်ဖြစ်နိုင်တယ်လို့ သံသယဝင်သွားတယ်။ ပစ်ခတ်လေ့ကျင့်ချိန်မှာ တခြားစစ်သားတွေက ဂရုတစိုက်ပစ်ခတ်နေကြပေမဲ့ လူသစ်ကတော့ ပစ်မှတ်ကိုချိန်မပစ်ဘဲ တမင်သက်သက်ရှောင်ပစ်နေခဲ့တယ်။ အမှတ်တွေကြေညာတဲ့အခါ တခြားစစ်သားတွေက ရလဒ်ကောင်းတွေရကြတယ်။ လူသစ်တစ်ယောက်တည်းပဲ သူများရတယ်။ နည်းပြဆရာကအရမ်းဒေါသထွက်ပြီး သူ့ကိုချက်ချင်းအောငေါက်လိုက်ပေမဲ့ လူသစ်ကတော့ စိတ်ထဲမှာပြောနေခဲ့တယ်။ သူကကိုယ်တိုင်လက်ဖြောင့်သမားတစ်ယောက်ဆိုတာကို နည်းပြဆရာမသိစေချင်ခဲ့ဘူး။ မကြာခင်မှာပဲ သူတို့တပ်ခွဲက မြို့တစ်မြို့ကိုတိုက်ခိုက်ဖို့တာဝန်တစ်ခုရခဲ့တယ်။ စစ်သားအားလုံးရှေ့ကိုတဟုန်ထိုးတိုက်ဖို့ပြေးထွက်သွားကြတယ်။ စစ်သားသစ်တစ်ယောက်တည်းသာ သေနတ်ကိုင်ပြီး ထောင့်တစ်နေရာမှာ ပုန်းဝပ်နေခဲ့တယ်။ ရန်သူတွေက နေရာကောင်းတွေယူထားပြီး ပြင်းပြင်းထန်ထန်ပစ်ခတ်နေကြတယ်။ ရှေ့ကိုပြေးတက်သွားတဲ့စစ်သားတွေတစ်ယောက်ပြီးတစ်ယောက်ကျဆုံးနေခဲ့တယ်။ အပြင်ကရန်သူတွေရှုံးခါနီးနေပေမဲ့တောင် အမိုးတွေပေါ်ကနေ ပြင်းထန်စွာပစ်ခတ်နေတဲ့ စက်သေနတ်ပေါင်းများစွာနဲ့ပုန်းကွယ်နေတဲ့ဘန်ကာတစ်ခုပေါ်လာတယ်။ ဒါကတပ်ခွဲကိုအထိအခိုက်အကျအဆုံးများစေခဲ့တယ်။ ရန်သူတွေကကွယ်နေတဲ့နေရာတွေကနေပစ်နေတာကြောင့် သူတို့ကိုဘယ်လိုမှပစ်မရခဲ့ဘူး။ အဲ့ဒီအချိန်မှာလူသစ်ရဲ့အစ်ကိုကအိတ်တစ်လုံးကိုင်ပြီးပြေးထွက်လာတယ်။ ရန်သူ့ကျည်ဆံတွေကသူ့ဆီမိုးရွာသလိုကျလာတယ်။ လူသစ်ကသူ့အစ်ကိုအတွက်စိတ်ပူသွားတယ်။ သူဟာလက်ဖြောင့်သမားဆိုတဲ့သူ့ပုံစံအမှန်ကိုဆက်မဖုံးကွယ်ထားတော့ဖို့ဆုံးဖြတ်လိုက်တယ်။ သူကရန်သူတွေကိုတစ်ယောက်ချင်းစီတိတိကျကျပစ်သတ်လိုက်တယ်။ သူ့ရဲ့လက်ဖြောင့်သမားဆိုတဲ့ပုံစံအမှန်လုံးဝပေါ်သွားခဲ့ပြီး သူ့အစ်ကိုကရန်သူ့ဘန်ကာဆီကိုရောက်သွားပြီး အတွင်းထဲကိုလက်ပစ်ဗုံးတွေပစ်ထည့်ကာဖျက်ဆီးလိုက်တယ်။ ဒီလိုနဲ့တိုက်ပွဲမှာအောင်ပွဲခံနိုင်ခဲ့တယ်။ ဒီလူသစ်ဟာတစ်ချိန်ကရန်သူ့တပ်သားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ သူကစစ်မြေပြင်မှာဒုဗိုလ်တစ်ယောက်ရဲ့ညီကိုသတ်ခဲ့ဖူးတယ်။ သူကသူ့ရဲ့အတိတ်ပေါ်သွားပြီး အပြစ်ပေးခံရမှာကိုစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့သူ့ရဲ့စိုးရိမ်မှုကအပိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တပ်မတော်ကအမှားအမှန်ကိုမျက်စိမှိတ်ဆုံးဖြတ်တဲ့သူတွေမဟုတ်လို့ပါပဲ။ အရင်တုန်းကကင်းလှည့်နေတုန်း စစ်သားသစ်ကရန်သူတွေရွာသားတွေကိုအနိုင်ကျင့်နေတာတွေ့သွားတယ်။ သူဝင်ကယ်မလို့လုပ်နေတုန်း အဖွားအိုတစ်ယောက်ကသူ့ကိုတားလိုက်တယ်။ သူ့အသက်ကိုအဆုံးရှုံးမခံဖို့အဖွားအိုကအကြံပေးခဲ့ပေမဲ့ သူကဂရုမစိုက်ဘဲသွားခဲ့တယ်။ သူကရန်သူတွေကိုအငိုက်ဖမ်းပြီးတိုက်ထုတ်လိုက်တယ်။ ရန်သူတွေမတုံ့ပြန်နိုင်ခင်မှာပဲ သူကသူ့အစ်ကိုရှိတဲ့နေရာကိုပြေးသွားခဲ့တယ်။ ညီအကိုနှစ်ယောက်ကလိုက်လာတဲ့ရန်သူတွေကိုတစ်ယောက်ချင်းစီသတ်ပစ်လိုက်ပြီးရွာသားတွေကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့တယ်။ တပ်မှူးကဒီအကြောင်းကိုသိသွားတဲ့အခါ သူတို့ညီအကိုဟာရှားပါးတဲ့အရည်အချင်းရှိသူတွေမှန်းနားလည်သွားတယ်။ နောက်တစ်နေ့မှာတပ်မှူးကလူသစ်ကိုသူ့ရဲ့ပစ်ခတ်နိုင်စွမ်းကိုပြသခိုင်းတယ်။ သူကသူ့အရည်အချင်းကိုမဖုံးကွယ်ထားတော့ဘူး။ သူကပစ်မှတ်တွေကိုစစ်ဆေးပြီးတစ်ချက်ချင်းစီပစ်ခတ်လိုက်ရာပစ်မှတ်အားလုံးကိုတိတိကျကျမှန်အောင်ပစ်နိုင်ခဲ့တယ်။ လူတိုင်းကလက်ခုပ်တီးအားပေးကြတယ်။ အသုံးမကျဘူးလို့ထင်ခဲ့ရတဲ့ဒီလူသစ်ဟာတကယ့်လက်ဖြောင့်တပ်သားအစစ်တစ်ယောက်မှန်းသူတို့နောက်ဆုံးတော့နားလည်သွားကြတယ်။